အားလုံးပဲမင်္ဂလာပါ2014ခုနှစ်လောက်က Texas တက္ကသိုလ်ဖွင့်နေတဲ့ဘေမှာရေတဲ့ဗိုလ်ချုပ်ကြီး William H. McRaven ပြောခဲ့တဲ့မိန့်ခွန်းတစ်ခုကိုဖတ်မိကြအောင်မလားတော့မသိဘူးအဲ့ဒီမိန့်ခွန်းကလေအင်တာနက်ပေါ်မှာတော်တော်လေးဟိုးလေးတကြော်ဖြစ်သွားခဲ့တာပါဒီနေ့မှာတော့အဲ့ဒီနာမည်ကျော်မိန့်ခွန်းကိုအခြေခံပြီးရေးထားတဲ့စာအုပ်လေးထဲလာစိတ်ဝင်စားစရာအချက်တွေကိုအတူတူလေ့လာကြည့်ကြအောင်ပါဒီစာအုပ်ရဲ့အဓိကဆိုလိုရင်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အမေရိကန်ရဲတဲ့အထူးတပ်ဖွဲ့ Navy SEAL လို့ဆိုလိုက်တာနဲ့ဘလောက်တောင်ကျန်းတန်းတဲ့လေ့ကျင့်ရေးတွေလုပ်ရလဲဆိုတာအားလုံးအသိပဲလေဒါပေမဲ့အဲ့လိုခက်ခဲကျန်းတန်းတဲ့စစ်ရေးလေ့ကျင့်မှုတွေထဲကရလာတဲ့သင်ခန်းစာတွေဟာစစ်မြေပြင်မှာနဲ့မဟုတ်ပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအခက်ခဲတွေကိုကြော်လွှားတဲ့နေရာမှာကွက်တိအထုံးကျနေတယ်ဆိုတာကိုစာရေးသူကတွေ့ရှိခဲ့တာပါ Make your bed လို့နာမည်ပေးထားတဲ့ဒီစာအုပ်ကအဲ့ဒီ viral ဖြူသွားတဲ့မိန့်ခွန်းကိုပို့ပြီးပြည့်စုံခြေရေးထားတာပါတကယ်တော့မနဲ့အရာထားတာနဲ့ကုတင်ကိုတက်အောင်ရှင်းလင်းတာမျိုးလို့သေးငယ်ပြီးမဲ့စီကန်းတကြရှိတဲ့အလေးချင်းလေးတွေကနေတဆင့်ကြီးမားတဲ့အဖြူတဘို့ဆောင်တဲ့အပြောင်းလဲလေးကိုဘယ်လိုဖန်တီးနိုင်မလဲဆိုတာကိုအသေးစိတ်ရှင်းပြထားတာဖြစ်ပါတယ်ဒီတော့ဒီစာအုပ်ထဲမှာအဓိကဘာလဲဆိုရင်စီကန်းရဲ့အခြေခံအုံမြစ်တခြားသူတွေကိုအားထားခြင်းမတရားမှုတွေကိုရင်ဆိုင်ခြင်းကြာရှုံးမှုကနေခွန်အားယူခြင်းနဲ့ကဘာကြီးကိုပြောင်းလဲခြင်းဆိုတဲ့အဓိကအပိုင်း၅ပိုင်းပါဝင်ပါတယ်SEAL လေ့ကျင့်ရေးကနေရလာတဲ့ဒီအဆင့်၅ဆင့်ကစာအုပ်ရဲ့အနှစ်သာရကိုနားလည်ဖို့အတွက်အကောင်းဆုံးလမ်းပြပေးသွားမှာပါ။ကဲတဆင့်ချင်းစီကိုစပြီးကြည့်လိုက်ကြရအောင်။ Number 1စီကန်းရဲ့အခြေခံအုံမြစ်နေ့တနေ့ကိုပြီးမြောက်သွားတဲ့အလုပ်တစ်ခုနဲ့စတင်လိုက်ပါ။ဒီနေရာမှာတော်တော်လေးသတိထားစရာကောင်းတဲ့အချက်လေးတစ်ခုရှိတယ်။ကိုယ့်ရဲ့ကိုယ်တင်ကိုတတ်ရခင်းချင်းလိုက်တဲ့ဆိုတဲ့အလံရိုးရှင်းတဲ့အလုပ်လေးတစ်ခုကိုသေချာပြီးမြောက်အောင်လုပ်လိုက်ခြင်းကနေကိုယ့်ကိုဂုဏ်ယူတဲ့စိတ်လေးနည်းနည်းတော့ရသွားစေတယ်ဟုတ်တယ်မလား။အဲ့ဒီတင်းခဲ့တဲ့စိတ်ခွန်အားလေးကပဲတဏိတာလုံးမှာရှိနေတဲ့တခြားအလုပ်တွေကိုပါဆက်ပြီးအောင်မြင်မြန်ရုပ်ချင်းစိတ်ဖြစ်လာအောင်တွန်းအားပေးထောတာပါရိုးရိုးလေးစဉ်းစားကြည့်လေအသေးအဖွဲကိစ္စလေးတွေကိုတောင်သိချမလို့နိုင်ရင်ကြီးမားတဲ့ကိစ္စလေးကိုသိချလုံးနိုင်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးပေါ့ရတဲ့အထူးတက်ဖွဲ့ရဲ့စံနှုန်းအရာဆိုရင်ပြီးပြည့်စုံတဲ့ကုတ်တင်လုံးဖူဖိုးကတော်လေးစီကန်းကြည့်တယ်ထောင်းလေးဆိုရင်17ရက်မုံတဲပန်နေရမယ်အရာခင်းကိုတင်းတင်းဆွဲဆန်ထားရမယ်စသဖြင့်ပေါ့တနက်ကင်ပြီးစစ်တိုက်ထမဲ့သူတွေတော့ကုတင်ခင်းတဲ့ကိစ္စကရေးစရာကြီးလို့ထင်စရာရှိပေမဲ့တကယ်တော့လုံးဝမဟုတ်ပါဘူးဒီလိုအသေးစိတ်ဂရုစိုက်မှုတန်ရှင်းတိုက်ရမှုနဲ့စီကန်းကြမှုဆိုတာတွေကစစ်ရေးအသိဖြစ်မှုတွေရောကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအသိဖြစ်မှုတော့ပါအလို့အရေးကြီးတဲ့ခြေခံနေဖြစ်တယ်ဆိုတာကိုစာရေးသူကသင်ယူခဲ့ရတာပါကဲနံပါတ်2ကိုဆက်သွားရအောင်အခြားသူများကိုမိခိုအားထားခြင်းဘယ်သူမှတယောက်တည်းခီးဆက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီချက်ကိုတေးချနာလဲသွားအောင်လက်ချင်းရေးခွင်းတွေကဆယ်ပေပဲရှိတဲ့ရောပါလေးငယ်လေးတစ်ချင်းကိုပြင်းမြင်ကြည့်လိုက်ပါကြီးမားလာတဲ့ပင်လယ်လိုင်းကြီးတွေကိုဖျက်ကျော်ဖို့နဲ့တဲတောင်ပင်လေးပေါ်ပြေးလွှားနိုင်ဖို့အတွက်လေပေါ်မှာရှိတဲ့လူ9ယောက်စလုံးကတက်ညီလက်ညီညီညီနုညွတ်နယ်ကိုမထစ်မနေလောက်ခတ်ကြရတာပါအဖွဲ့အစည်းစိတ်ဓာတ်နဲ့အချင်းချင်းဖြေးမကူညီမှုဆိုတာအခက်ခဲတွေကိုဖျက်ကျော်ပြီးအသက်ရှင်တန်ဖို့အတွက်ရေးပါဆုံးဆိုတာကိုဒါကအကောင်းဆုံးတရုပ်ဖော်ပြနေတာပါအဲ့ဒီမှာ Tommy Norris လို့ခေါ်တဲ့အရာရှိတူရဲ့ဖြစ်လေးကတကယ်ကိုစစ်ခွန်အားဖြစ်စေတယ်1996ခုနှစ်လေ့ကျင့်နေတော့ကဆိုရင်သူအခန္ဓာကိုယ်တေးလုံးနဲ့ဆိုပြီးတင်နန်းကနေတော့အထုခံရမလို့ဖြစ်ခဲ့တာပါဒါပေမဲ့ဘာဖြစ်သွားလဲသလားနောက်ပိုင်းဗီယက်နမ်စစ်ပွဲမှာသူဟာအမြင့်ဆုံးစွမ်းရည်တတိဆိုင်ရာဂုဏ်ပြုစုကြည်ကိုရရှိခဲ့တာပါတောက်ချင်းရုပ်ပိုင်းဆိုင်ရာအရွယ်စားတဲ့အသွင်းစိတ်တခွန်အားနဲ့ဇွဲလုံးလာကပိုပြီးအရေးကြီးတဲ့ဆိုတာထင်ရှားသွားတာပေါ့ဆက်ပြီးတော့နံပါတ်3မတရားမှုတွေကိုရင်ဆိုင်ခြင်းဘဝဆိုတာမတရားဘူးဒါပေမဲ့ရှေ့ဆက်သွားရမှာပါပဲစေးတင်နှမ်းမှာ sugar cookie လို့ခေါ်တဲ့နာမည်လေးနဲ့လုံးဝမလိုက်အောင်အင်မကန်ကြောက်စရာကောင်းတဲ့အဖြစ်ပေးမှုတစ်ခုရှိတယ်။ဒါရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာပါတကယ်ကိုကြမ်းတမ်းပြီးခန္ဓာရည်ကိုအစွမ်းကုန်စမ်းတတ်တဲ့အတွေ့အကြုံတစ်ခုပါဘယ်လိုမျိုးလဲဆိုတော့အရေးတန်ပြင်းထန်လုံးနဲ့ပင်လယ်ရေလိုင်းတွေကိုခုန်ချရတယ်ပြီးတာနဲ့ကိုခန္ဓာတစ်ခုလုံးတဲတယ်ကတ်သွားတဲ့အထိတဲတောင်ပင်မှာလူးလင်းရတာမျိုးပါတနည်းတာလုံးတဲတယ်နဲ့ပွက်တိုက်ပြီးနာကျင်နေရတာပေါ့ဒါပေမဲ့အရေးကြီးဆုံးအချက်ကအဲ့ဒီအပြစ်ပေးမှုဟာဘာအကြောင်းပြချက်မှမရှိဘဲကြားရောက်လာတတ်တာပါဆိုလိုတာကကိုယ့်ဘက်ကအရာအလုံးမအကောင်းဆုံးလုပ်ထားပေမဲ့လည်းကန်ဆိုးမှုတွေမတရားမှုတွေဆိုတာဘဝမှာရှောင်လဲလို့မရနိုင်ဘူးဆိုတာကိုကြိုတင်လက်ခံထားနိုင်မှုသင်ကြားပေးလိုက်တာပဲဖြစ်ပါတယ်ကဲနံပါတ်4ကိုရောက်လာပါပြီကြားရှုံးမှုနဲ့ခွန်အားတိဆောက်ခြင်းကြားရှုံးမှုတွေကပေါ်ပြီးကြန့်ခိုင်လာစေပါရဲ့တင်နမှာတမတ်ချတဲ့အချိန်စံလုံးကိုမမိဘူးဆိုရင် the circus မြန်မာလိုဆိုစက်ကပ်ပေါ်လေအဲ့လိုနာမည်ဝက်ပေးထားတဲ့အကြောက်ရဆုံးအရာတစ်ခုကိုတင်နန်းထားတဲ့ဖြတ်တန်းကြောက်ရပါတယ်တကယ်တော့ the circus ဆိုတာစံနှုန်းမမိနေတဲ့သူတွေကိုအပိုဆောင်ပြီးထပ်ပြီးတဲ့အင်မတန်ပင်မနဲ့ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေပါလူကိုပို့ပြီးပင်မနွမ်းတဲ့သွားစင်မှာတေချပေမဲ့ဒီအရာကိုဇွဲမလျှော့ပဲဖြတ်တန်းသွားနိုင်တဲ့သူတွေဟာနောက်ဆုံးမှအရင်ကတည်းကအများကြီးပိုကြီးမားတဲ့ခွန်အားနဲ့ကြန့်ခိုင်မှုကိုရရှိသွားတယ်ပါတယ်အဓိပ္ပာယ်ကတော့
နာကျင်မှုနဲ့ကြာရှုံမှုတွေကိုကြံ့ကြံ့ခံဖျက်ချော့နိုင်သူတွေဟာဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုရင်ဆိုင်မှုအကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်သွားတယ်ဆိုတဲ့သဘောပါပဲ ဒါနဲ့ပတ်သက်ပြီးစာရေးထုကိုယ်တိုင်ရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ဇလန်းလေးကတသေးပါပဲ1983ခုနှစ်တုန်းကသူဟာတမှုရထုကနေဖယ်ရှားခံခဲ့ရပူပါတယ်ဒါပေမဲ့သူကအဲ့ဒီကြာရှုံမှုကိုအရှုံးမပေးဘဲအခြားသူတွေအားလုံးထက်ကိုပိုပြီးကြိုးစားအားထုတ်ပြခဲ့ပါတယ်ရလက်အနေနဲ့အနေငယ်ကြတဲ့အခါမှာစီးတပ်ဖွဲ့ကိုပြန်လည်ဥဆောင်ခွင့်ရခဲ့တယ်လို့2003ခုနှစ်မှာတော့အီရတ်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေမှာပါတပ်ဖွဲ့ဝင်တွေကိုအောင်မြင်စွာဥဆောင်နိုင်ခဲ့ပါတယ် ဒီတော့ဒီနေရာမှာမှတ်ထားရမယ့်အချက်ကခေါင်းဆောင်ကောင်းတွေဆိုတာအမားမလုံးမိအောင်အမြဲတမ်းရှောင်လွှဲနိုင်တဲ့သူတွေမဟုတ်ပါဘူးအဓိကအဲ့ဒီကြာရှုံးမှုတွေကိုလက်မြအရှုံးပေးဖို့စင်ကြေးတစ်ခုအနေနဲ့မတုံးပဲရှစ်ဆက်သွားဖို့ခွင့်အားတစ်ခုလိုအသုံးချတတ်ကြတာပါအမားတွေကနေသင်ခန်းစာယူပြီးနောက်ထပ်ပိုခက်ခဲတဲ့အဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့ဘယ်တော့မှနောက်တွန့်နေမှာမဟုတ်ပါဘူး နောက်ဆုံးအဆင့်ဖြစ်တဲ့ number 5ကိုရောက်ရှိလာပါပြီကဘာကြီးကိုပြောင်းလဲခြင်းလူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကနေဖြစ်လာတဲ့နောက်ဆုံးအကျိုးတရားမှုပေါ့ တန်း800ဟုတ်ပါတယ်နားကြမလွယ်ပါဘူးလူ10ယောက်ရဲ့ဘဝကိုသာအဖြူတဘောဆောင်ပြီးပြောင်းလဲပေးနိုင်ခဲ့မယ်ဆိုရင်အဲ့ဒီကြိုးတက်ရောက်မှုကမျိုးဆက်တစ်ခုပြီးတစ်ခုဆက်လက်ပြန်ပွားသွားပြီးလူပေါင်းတန်း800အထိတောင်ကောင်းကျိုးတက်ရောက်သွားနိုင်တယ်ဆိုတဲ့အလွန်အောင်းစရာကောင်းတဲ့တွက်ချက်မှုလေးတစ်ခုရှိပါတယ်စဉ်းစားကြည့်ရင်တကယ်ကိုအံ့သွားစရာပါပဲ ဆုံးဖြတ်ချက်တစ်ခုရဲ့တက်ရောက်မှုကဘယ်လောက်တောင်ကြီးမားတယ်လဲဆိုရင်ဥပမာဘဂ္ဂဒက်မြို့စစ်မြေပြင်မှာအရာရှိတစ်ယောက်ကတက်ဆုရဲ့လမ်းကြောင်းကိုရုတ်တရက်ဖြောင်းလဲလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ခြုံခိုတိုက်ခိုက်ခံရမဲ့ဘေးကနေတီတီလေးကင်းလွတ်သွားပါလေဒီလောက်ရဲ့လက်တစ်ခုတည်းကနေစစ်သား10ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ရုံတမကပဲအဲ့ဒီစစ်သားတွေရဲ့မမွေးဖွားထိတဲ့ကလေးတွေနောက်မီးတွေစတဲ့မိသားစုမျိုးဆက်ပေါင်းများစွာကိုပါတပါတဲ့ကယ်တင်လိုက်နိုင်တာပဲဖြစ်ပါတယ် တရောဒီအစီအစဉ်လေးကိုအဆုံးသတ်ရရင်အားလုံးကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ချင်ပါတယ်ကျွန်တော်တို့အားလုံးသာမတရားမှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးအရှုံးပေးဖို့ကိုလုံးဝငင်းဆိုင်ရင်ကိုယ့်ရဲ့ကုတင်ကိုတေးသက်စွာခင်းကျင်းတာမျိုးလို့နေ့စဉ်အသေးဖွဲ့ကိစ္စလေးတွေကိုစနစ်ကြမမှန်ကန်ကန်စတင်လှုပ်ဆောင်သွားကြမယ်ဆိုရင်ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးဟာဘလောက်တောင်ကြီးမားစွာအသွင်ပြောင်းလဲသွားနိုင်မလဲဆိုတာကိုပေါ့အေးအားလုံးကကိုယ့်စီကနေပဲစတင်တာဖြစ်တဲ့ဆိုတာကိုအမှတ်ရစေရင်ဒီမှာပဲရန်နာလိုက်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်